လူတွေစောင်းမြင့်ကတဲ့လူတွေအားလုံးပဲကျမ်းချမ်းသာကြပါစေနော်ကဲအားလုံးပဲလူလေးနည်းနည်းစောင့်မယ်နော်မတွေ့ရတယ်လည်းကြားပြီစကားတွေအများကြီးပြောနေတာဒီပုံကလုံးဝအဆင်ပြေလို့ပါနော်ပုံကလည်းအဆင်ပြေလို့လမ်းလည်းမကောင်းဘူးဆိုတော့ပုံကပြောချင်တော့အဲ့ဘက်ပုံကနေတော့စကားအများကြီးပြောချင်တာလမ်းလေးကောင်းလို့အချိန်လေးရတော့စကားလေးပြောချင်တယ်နော်ကျွန်တော်ပြောပြခဲ့တာရှိပါတယ်2025 26ဆိုတာကရောက်နေတယောက်နဲ့ခြေထိုးမှုတွေခြေခံမှုတွေလောက်ကျန်မှုတွေအများကြီးပေါ်လာအောင်အဲ့တော့ယနေ့ကိစ္စနဲ့ကြားဖြတ်ပြဿနာကိုအရင်ဆုံးပြောမယ်ကြားဖြတ်ပြဿနာကတချို့ကပြောကြတယ် KNU ကြောက်လို့တချို့ကကြတော့ဟိုလူကြောက်ဒီလူကြောက်ဘယ်လူကြောက်မှမဟုတ်ဘူးအကုန်လုံးစောက်သုံးမကြောက်လို့ဖြစ်နေတဲ့ပြဿနာအဲ့တော့ကျွန်တော်တို့ကအတုံးကြောင့်ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ဝိုင်းစဉ်းစားဖို့လိုတာစားကားစားနဲ့ဘီဂျင်းနဲ့ပေါင်းလို့လည်းဒီကြားဖြတ်ပြီးသွားမှာမဟုတ်ဘူးနော် KNU တစ်ဖွဲ့လည်းလုပ်လို့လည်းဒီကိစ္စပြီးမှာမဟုတ်ဘူးထိုင်းနဲ့တရုတ်နဲ့ပေါင်းပြီးလုပ်လည်းပြီးမှာမဟုတ်ဘူးအမေရိကန်တနိုင်ငံနဲ့လုပ်လို့လည်းဒီကြားဖြတ်လုပ်ကပြီးမှာမဟုတ်ဘူးဒါကတော့နံပါတ်1ကျွန်တော်တို့သိဖို့လိုတယ်နိုင်ငံတကာပူးပေါင်းပါဝင်မှာပြီးမဲ့ကိစ္စနောက်ပိုင်းမှာကြားဖြတ်ပြဿနာပြည်နယ်နဲ့ရှုပ်ထွေးတဲ့နှစ်နဲ့ချီပြီးတော့နော်ဆယ်စုနှစ်2စုစာ3စုစာလောက်ရှိနေတဲ့အချိန်ဟာတော့မှအဲ့ကြားဖြတ်ပြဿနာကမြောက်ပိုင်းစစ်စင်ရေးနဲ့အတူပျောက်သွားတယ်ဒါပေမဲ့မြောက်ပိုင်းမှာဖမ်းပြီးတဲ့ကြားဖြတ်ခေါင်းဆောင်တွေသူတို့ပြောတဲ့ကြားဖြတ်ခေါင်းဆောင်တွေဟုတ်လားတရုတ်ပြည်ပို့ပေးလိုက်ရတယ်ဒီကရင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာမသိအောင်ဆောင်လာတာရယ်မလုပ်ချင်လို့စောင့်ကြည့်နေတာရရှိတယ်လုပ်ချင်ခဏလေးအဲ့တော့ပြောချင်တာဗါလဲဆိုတော့တချို့နေရာမှာကိုသိတာလေးနည်းနည်းလေးကိုအများကြီးပြောလို့မရဘူးကိုအများကြီးသိနေတယ်အများကြီးလိုက်ပြောလို့မရဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်မယ်သူ့ဘာနဲ့သူအစင်းနဲ့ဆင်ဆောင်ရနိုင်မယ်ဒါပေမဲ့တစ်ဖွဲ့စည်းတဲ့တပါတီတဲ့တဦးတယောက်တဲ့အစိုးရတည်းနဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးရုပ်ဆိုင်ရတကဘာလုံးကိုလိန်ခံထားတဲ့ကိစ္စအဲ့တော့မှအမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုနဲ့အမေရိကန်ရဲ့တရုတ်နဲ့အတန်ကြဲကြဲလောင်ထွက်လာတာပဲရှိတယ်ကျန်တဲ့လိန်ခံတဲ့နိုင်ငံတွေတနိုင်ငံမှမထွက်လာဘူးသူတစ်ပြက်ဘယ်လိုပြောမလဲကျွန်တော်တို့အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုတွေကနေဘာတွေဖြစ်လာလဲဆိုတော့တိုင်းရင်းသားတွေအပေါ်မှာရိုက်ခတ်လာတယ်နော်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကနံပါတ်1နားလည်ဖို့လိုတယ်နံပါတ်2ကျွန်တော်တို့ယနေ့တော်လှန်ရေးဘယ်လိုပြီးမလဲဆိုတဲ့ကိစ္စကိုတချို့ကမေးကြတယ်အကန့်အသတ်ကြတယ်စောက်ခွက်ကောက်တဲ့ကောင်တွေတရောင်းစားတွေအောက်တန်းစားတွေကတော့တော်လှန်ရေးကိုလက်ထပ်ပဲပြီးတော့မလို့တပတ်ခါပဲပြီးတော့မလို့ပြောနေကြတယ်ကျွန်တော်တို့နိုင်ငံမှာတမိုင်းရှိတယ်ရာဇဝင်ရှိတယ်အခြေအနေတရက်ရှိတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ပြည်သူတွေမအားဖို့အရင်မှတည်းရေးကြည့်တယ်ကျွန်တော်ပြောချင်တာက Facebook ပေါ်မှာ like လေးကောင်းဖို့ follower လေးရဖို့ပတ်စံလေးဝင်ဖို့ကျွန်တော်တို့စိတ်ဝင်စားမလို့လည်းမလုပ်တော့ဘူးအခုဒီကောက်ကတော့ကျေရတယ်ဟိုဘက်ကောက်ကတော့ကျေလည်းမရဘူးဘာမှမရဘူးနော် Facebook ကဝင်ငွေလို့ရှာပါလို့ဟိုဗာလဲဘန်ကောက်ပြီးတော့ကျွန်တော်လည်းမလုပ်တော့ဘူးစိတ်လည်းမဝင်စားဘူးပတ်စံလိုချင်လို့ဒီစကားကြီးပြောနေတာမဟုတ်ဘူးပြည်သူတွေအတွက်လိုအပ်တယ်ထင်လို့ပြောတာကျွန်တော်ကလိုအပ်မှပြောတာမလိုအပ်ရင်ကျွန်တော်ပြောဘူးနော်ကြားဖြတ်ပြဿနာဒီတစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ပြဿနာနော်တသိန်းတစ်ဖွဲ့တနိုင်ငံနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ဘူးချိုင်းရဲ့အမေရိကန်ရဲ့တရုတ်ရဲ့ကရင်ရဲ့ဟုတ်ပြီလားအခုလက်ရှိလက်ချက်တမဖြစ်နေတဲ့ခင်ဗျားတို့ပြောတဲ့မင်းအောင်နိုင်အစိုးရပေါ့ဗျာစစ်အစိုးရရဲ့ပေါင်းပြီးတော့မှလှုပ်လို့ရှိရင်ဒီနိုင်ငံမှာပျောက်သွားမယ်ဒါပေမဲ့တရားခံတွေကဘယ်သူလဲဆိုရင်တရုတ်နဲ့စားကားစားတယ်တရားခံတွေကတရုတ်နဲ့စားကားစားကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်1993 95 96 96ပတ်လည်တွေကစပြီးမြန်မာနိုင်ငံကိုတရုတ်ထောက်လှမ်းရေးရဲရောက်လာတာကျွန်တော်အမြဲတမ်းပြောပြီးအမုန်းခံပြီးပြောပြီးဒါတွေကကျွန်တော်တို့မှာအချက်လက်ရှိကိုကျွန်တော်တို့ပြောတာနော်အခုတခိုးတွေရဲ့ပြဿနာကိုပြောမယ်နော် NUG ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တာကြာပြီခိုးတဲ့လိန်နဲ့တောင်းသားတွေခွက်ခောက်တယ်ကျွန်တော်တို့ပြောခဲ့ပြီခွက်ခွက်ဆက်ဆက်ပြောခဲ့ပြီကျွန်တော်တို့လုံးချန်တက်ဖြတ်ဖို့အထိတောင်းလောက်တဲ့အဆင့်ထိကိုကျွန်တော်တို့ဖြစ်ခဲ့ဘူးလေတချို့ကပြောတယ်ကျွန်တော်ကင်ဂျုံနဲ့လာကြည့်ကြည့်ပါဘယ်သူရှိမှလည်းကြောမခံတယ်လို့နော်ဘယ်သူရှိမှလည်းကြောမခံတယ်လို့ဘယ်သူရှိရဲ့ဩဝါဒမခံယူတဲ့ကောင်မဟုတ်ဘူးကိုလန်းကိုချောက်ကိုသမိုင်းကိုကြီးမှန်ရင်လက်ခံမယ်မှားရင်ထောက်ပြမယ်မကောင်းရင်ဝေးမယ်ဒါကျွန်တော်တို့ရဲ့လုပ်ရပဲကျွန်တော်တို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ပါလာတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ဒီယနေ့ကာလတိတ်ရေးကြီးတဲ့အချိန်မို့လို့ပြည်သူလူထုအားနာလို့တနာလို့ကိုချင်းစာလို့ရင်နဲ့ရင်ပြီးခံစားလို့ဒီနိုင်ငံရေးတော်လှန်ရေးကိုယုံကြည်ကြည်နဲ့လှုပ်ဆောင်နေတာဖြစ်တယ်တချို့တွေကဟိုအဖွဲ့လေးတွေပြမှတချို့တွေကကြတော့ဟိုဘယ်လိုပြောမလဲတနက်လေးပြမှတချို့တွေကကြတော့ဟိုဟာလေးလောက်ပြကျွန်တော်စိတ်ဝင်စားဝရတယ်ကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်တို့ပြည်သူလူထုမှာပြည်သူလူထုအောင်သုံးဘက်ဖြစ်နေတာပြည်သူလူထုအောင်သုံးဘက်ဖြစ်နေတာပြောလိုက်ရင် live ပေါ်မှာစောက်ကြီးစောက်ကျင်ပို့ပေါင်းတောက်ချောက်လောက်ရေးတဲ့ဆရာကြီးတွေပြောချင်တက်တွဲရတယ်ကြည့်တွဲခင်ဗျားတို့ရေးနေတာတက်ပေါင်းစုဖြစ်လာရေးလို့ပါလို့ခင်ဗျားတို့အညာကိုသွားဘူးလေလားအညာမှာခင်ဗျားတို့ရဲဘော်တွေဘယ်နှဖွဲ့ရှိတယ်မြေတွေမှာရောတကယ်ရှိသလားခင်ဗျားတို့စောက်ကြီးစောက်ကျင်တဲ့ profile ပိတ်ပြီးတော့ profile ကိုဟိုတခြားပုံတင်ပြီးတော့ဟိုဝေဖန်တာကတော့ကျွန်တော်တို့လည်းဝေဖန်တတ်တယ်အချက်လက်မှန်ကန်ဖြစ်ဖို့တော့အရေးကြီးတယ်ဝေဖန်တွေထောက်ပြတယ်ဆိုတာကလူတိုင်းလုပ်လို့ရတဲ့နိုင်ငံရေးစစ်ရေးနားတဲ့လူတိုင်းလုပ်လို့ရတဲ့လို့နိုင်ငံရေးစစ်ရေးကျွမ်းကျင်တဲ့အဆင့်တက်မြောက်တဲ့အဆင့်မဟုတ်လို့ရှိရင်တော့ဒီတော်လှန်ရေးမှာဝေဖန်တာကိုမစောဘူးတော့တိုက်တွန်းချင်တယ်ကျွန်တော်တို့ခုပြောပြမယ်နော်ကျွန်တော်တို့ကအစိုးရဖြစ်ချင်လို့ကောင်းမွန်တဲ့ရလဒ်တွေလိုချင်လို့ Federal Democracy ကိုသွားချင်လို့ကျွန်တော်တို့ကတောင်းနေတာပြောနေတာဖြစ်တယ်ဘယ်နေရာမှလည်းမယူဘယ်သူရဲ့အမိဩဇာမှလည်းခံမှာမဟုတ်ဘူးကိုမှန်တဲ့လမ်းထင်တဲ့လမ်းကိုတက်လျှောက်နေတာရှင်းရှင်းလေးဒီအချိန်မှာတိုင်းရင်းသားတွေရဲ့အရေးအမတန်ရေးကြည့်တယ်တိုင်းရင်းသားတွေရဲ့အရေးကိုတော့စကားလုပ်ပေးမှလားNUG ကလုပ်ပေးမှလားဆိုတဲ့စကားတွေမေးခွန်းတွေကျွန်တော်မေးခဲ့ပြီးအများကြီးမေးခဲ့ပြီး NUG ဖြစ်မလားဘူးစကားလည်းစေတနာမရှိဘူးဒါတိုင်းရင်းသားတွေပေါ်မှာတိုင်းရင်းသားတွေအပေါ်မှာတော့စေတနာမရှိဘူးဗမာချင်းချင်းတော့ရုံမာတဲ့ကောင်တွေကတိုင်းရင်းသားပေါ်မှာစေတနာရှိမလားဆိုတာစဉ်းစားနောက်တစ်ချက်ယနေ့ကြားဖြတ်ပြဿနာဖြစ်တဲ့ပြဿနာကတစုတစ်ဖွဲ့တစ်ယောက်တည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုပြောချင်တယ်နောက်တစ်ချက်အခု line မှာဖြစ်နေတဲ့မက်ကြီးလာတွေဘာတွေညာတွေပြောမနေနဲ့
သူတို့ချင်းချင်းပြန်ဖော်မဲ့အမှုတွေအများကြီးကြံသေးတယ်ခဏစောက်ကြည့်ထပ်ပေါ်လာအောင်ပါနော်ကရင်ပြည်နယ်မှာအခြေချတယ်ကျွန်တော်အများကြီးပြောခဲ့ပြီးလိုက်မှာနော်တစ်ကုံဝါပြောပြီးတော့ချီးပုံတွေအများကြီးအမှတ်ရှုပ်တာပဲရှိတယ်တော်လိုင်းရေးအတွက်ယနေ့ချိန်ယနေ့ကာလမဟုတ်88ကရှာပြီးယနေ့ချိန်ဒီဗမာတော်တော်များများဗမာနိုင်ငံရေးတမတော်တော်များများဗမာတော်လိုင်းရေးတမတော်တော်များများဘာတွေအကျိုးပြုပြီးပြီလဲခင်ဗျားတို့ဝေဖန်နေတဲ့ကရင်ကျွန်တော်ပြောတဲ့ကရင်ကျုံလို့ကရင်လော်ဘီလို့ကရင်ဘောမလို့ပြောတဲ့ကိစ္စကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့ဘာမှမဆရာလည်းအကြောင်းမရှိဘူးလော်ဘီလုပ်ဆရာလည်းအကြောင်းမရှိဘူးအမှန်တရားကိုအများကြီးသိတော့ကျွန်တော်နည်းနည်းပဲပြောတာတိုင်းရင်းသားတွေဘာလုပ်နေလဲဆိုတာကိုကျွန်တော်တို့သိဆုံးယနေ့ကာလတပ်ပေါင်းစုနော်တလင်းကအတိုင်းမှာတိုက်တဲ့အချိန်မှာ PN လေးပါပါတယ်ဟုတ်လား PN လေးပါပါတယ်တခြားအဖွဲ့တွေပါသေးတယ်ဒါနဲ့ UNG ရဲ့ရန်ကိုကြောက်လို့တချို့ကမပေါ်ကြတာနော်တချို့ကသူတို့ရဲ့ခေါင်းစဉ်တွေသူတို့ရဲ့အဖွဲ့နာမည်တွေကမတက်တာနော် UNG မှာရှိနေတဲ့လက်ပါစီပြောချင်တာအများကြီးပဲပြောလို့မကောင်းတာတွေလည်းအများကြီးပဲတော်လိုင်းရုပ်ထိုးခွဲမလို့ဖြစ်မှကြောက်လို့မပြောတာအများကြီးပဲခင်ဗျာ PDF တွေစီကံရှိဖို့စနစ်ကြဖို့ဒီလောက်လုံပင်းရင်ကြားတဲ့ကမှစောက်ပြောင်းလာပေါင်းတောင်းချတော့နေ့စဉ်ရက်ဆက်ရှင်းနေရတယ်အများကြီးပဲမြေပြင်မှာလည်းနေကြည့်ဘာမှမလုပ်ပဲထိုင်နေရောထိုင်နေဘာမှမလုပ်ပဲထိုင်နေရင်လည်းတော့မှပြဿနာကဂွေးတန်းနဲ့လာတဲ့ကောင်တွေအများကြီးပဲဒီမှာကျန်တာမပြောတော့ဘူးအဲ့တော့ UNG ကပြဿနာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အများနဲ့ပြောခဲ့တယ်ခင်ဗျားတို့ထိုင်းနိုင်ငံမှာနေပြီးတော့နော်ထိုင်းနိုင်ငံမှာနေပြီးတော့ခင်ဗျားတို့ထိုင်းဆိုးရတယ်လက်မခံဘူးထိုင်းရဲကတ်နဲ့တစ်လောက်တယောက်ကိုဘတ်300ပေးပြီးနေနေရတာလူရောက်ပေါင်း3000လောက်ရှိတယ်ခေါင်းလေးသူတို့တရားဝင်တဲ့ကောင်တရားဝင်တဲ့ကောင်လူရောက်ပေါင်း3000လောက်ရှိတယ် CDN ကောသူတို့နဲ့ပတ်သက်တဲ့ကောင်ကပါတီကကောင်တွေရော lobby လုပ်တဲ့ကောင်တွေရောအများကြီးပဲကျွန်တော်တို့ချင်းချောက်တယ်တိုက်ခိုက်တယ်ဝေဖန်တယ်အပြစ်ရှာတယ်ပြဿနာရှာတဲ့ကောင်တွေအများကြီးပဲဒါပေမဲ့နိုင်ငံအောင်စောက်ပဲမလုပ်ခဲ့တာမဟုတ်ဘူးကိုယ့်အလုပ်ကိုလုပ်နေတာလူဆိုတာကိုယ့်အလုပ်ကိုလုပ်နေရင်ဘယ်ကောင်းမှစောက်ကိုဆိုင်တယ်မလို့ကိုယ်စောက်လို့ကိုမလုပ်တဲ့ခါကျတော့စောက်ပြဿနာတွေတက်တာဒါပဲရှင်းလေးတော်လိုင်းရအဲ့လိုပဲနော်တော်လိုင်းရေးမှာတစ္ဆာရဲ့တမာတိရဲ့တက်တိရဲ့ရှိရတယ်တမာတိအားကောင်းရတယ်တရားထိုင်တာမဟုတ်တမာတိအားကောင်းရတယ်နော်တစ္ဆာရှိရတယ်ဇွဲရှိရတယ်တက်တိရှိရတယ်အများကြီးကြံသေးတယ်ခင်ဗျားတို့လုပ်ဖို့ခင်ဗျားတို့အညာဒေတာရဲ့လက်နဲ့ထိန်းချုပ်ခွင့်အခုမဟုတ်ပြန်ပေးရမှာမဟုတ်နဲ့ဟုတ်မရရကိုအောင်ရောက်နေပြီကျွန်တော်ပြောခဲ့ပြီးပါကျွန်တော်တို့နောက်ဆုံးပြခင်ဗျားတို့ဟိုတော့စုံမယ်ကွာမိုးမိတ်တိစုံမယ်ပေါ့မရဘူးဟိုကောင်လမ်းမှာကြားပြတိုက်ပါအဲ့ဒါတတိထားတိုင်းရင်းသားတွေကိုတစ္ဆာမရှိပါဘူးဆိုပြီးတော့ TNL တွေကိုမဆဲနဲ့ MND ကိုလည်းမဆဲနဲ့ MND တွေကိုဂွေးပေးဆုပ်တာလည်းမင်းတို့အုပ်စုပဲနော် TNL တွေကိုဂွေးပြေးရတာလည်းမင်းတို့အုပ်စုပဲအခုစောက်ပြပြောတော့လည်းမင်းတို့အုပ်စုပဲအဲ့ဒါတော်လန်ရေးရဲ့တစ္ဆာလားတော်လန်ရေးဆိုတာဘလို့ပဲဖြစ်ဖြစ်တစ္ဆာရှိရှိနဲ့ပေါင်းသိနေထိုင်ပြောတတ်တယ်မြောက်ပေးတိုင်းဂွေးတောင်ကားတဲ့ကောင်တွေမဟုတ်ဘူးအဲ့လိုပဲရှမ်းပြည်ရဲ့ပြဿနာရှမ်းပြည်ရဲ့ရာဇဝင်ကိုမသိဘဲနဲ့ရှမ်းမြောက်မှာဖြစ်နေတဲ့ပြဿနာ30 20ခုဒုတိယစစ်စင်ရေးမှာပေးဆက်ခဲ့တဲ့ရဲဘော်တွေအများကြီးပဲသူတို့နဲ့တန်ရတန်ကြီးလက်နက်တွေခဲရမ်းနေဘူးနော် MND ရော TNL ရော AA ရောအဲ့မှာပါတယ်ပေါ့နော်ကချင်မှာပါတယ်နောက်မှကချင်ပြန်ဆုတ်သွားတယ်ပေါ့လက်နက်တွေထောက်ပံ့တဲ့အချိန်ကအင်းတော်မှာဖမ်းတယ်ငကားတို့ဘက်ရင်လုံးစပန်းတာဘုံငကားမေးကြည့်မသေးဘူးအဲ့ဒီမှာ AA ကတက်မှုတယောက်ပါပါတယ်ထွက်ပြေးရလို့လွတ်သွားတာရှင်းသလားမသိဘူးနော်အဲ့လိုမျိုး local PDF တွေဟုတ်ပြီတပုံကြီးငကားတို့ဘက်ကနာမည်ကြီးပြီးသူ့ဘက်လူမီဒီယာရောပါလက်လက်ပါညာအင်းတော်မှာဖမ်းကြတာပေါ့ကွာကြံတဲ့လူမသိသူမသိတဲ့ local PDF တွေအများကြီးပဲလက်နက်ပေးမတည်ဘူးဖမ်းတယ်မင်းတို့ဗါလဲတော်လိုင်းအောင်သွားမှကြောက်လို့လားအညာဒေသမှာတော်လိုင်းအားကောင်းလာမှကြောက်လို့လားဝက်လေတယ်လို့ခေါ်တယ်ကွာမှတ်တာအဲ့တော်လိုင်းရေးမှာတစ္ဆာမရှိဝက်လေတယ်တမိုင်းတစ်ပတ်ဆိုတာအဲ့ဒါကိုပြောတာတော်လိုင်းရေးဆိုတာတစ္ဆာရှိရတယ်တမာရီရှိရတယ်တမာရီအားကောင်းတယ်တစ္ဆာရှိရတယ်တတိရှိရတယ်နော်အဲ့တော့ပြောချင်တာကအခုမိုးကုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မိုးကုတ်ကတမိုင်းလေးကိုပြန်လည်ကြည့်ငါလုံးမသားနေဝင်1962ခုနှစ်မှာအာဏာသိမ်းပြီးတော့ပြည်နယ်9ခုတိုင်း9ခုကို1982မှာတတ်မှတ်တယ်84ဥပဒေပြဋ္ဌာန်းမဲ့အချိန်မှာဘယ်တိုင်းရင်းသားလက်ခံခဲ့တယ်ပြည်နယ်9ခုတိုင်း9ခုလို့တတ်မှတ်တဲ့နေဝင်မအေလို့ပြန်မေးလေမင်းတို့ရှမ်းသမိုင်းကိုလည်းမသိဘူးမိုးကုတ်ရဲ့သမိုင်းကိုလည်းမသိဘူးမိုးကုတ်ဆိုတာဗမာပိုင်းလားတိုင်းရင်းသားဘက်ကလိုက်ပြောတာမဟုတ်သမိုင်းရှိတယ်ကိုယ်သမိုင်းလေးတော့ကိုတိကြမှာပေါ့ကိုယ်သမိုင်းလေးတော့ကိုတိကြမှာပေါ့ကိုယ်သမိုင်းလည်းကိုမသိပဲနဲ့သူများပစ္စည်းငါပစ္စည်းလုပ်လို့မရဘူးအဲ့ဒါပြဿနာရှိတယ် Federal ဆိုတာအဲ့ဒါကိုပြောတာ Federal ဆိုတာအဲ့ဒါကိုပြောတာ Federal ကတော့ဘလို့ဝေခွဲရမှမသိတဲ့ကောင်တွေကအာနာလောဘတက်ပြီးတော့ရလို့တခုတည်းနဲ့စစ်တိုက်လို့မရဘူးရလို့မှုဆိုတာအကျိုးစီးပွားကိုပြောတာတော့အောင်ဝဲကိုပြောတာမဟုတ်ဘူးမင်းတို့အောင်ဝဲဆိုတာမရှိဘူးအောင်စိတ်မရှိဘူးငါသိတယ်တော်တော်များများဗမာတော်တော်များများအောင်စိတ်မရှိဘူးအောင်စိတ်မရှိလို့ဒီလောက်ကြာနေတာအောင်စိတ်ရှိရင်ဒီလောက်ကြာတဲ့စောက်ကြောင်းမရှိဘူးUNG ကကောင်တွေကစစ်ရေးရအသာစီးမရသေးလို့စကားစားဘက်ကယနေ့ချိန်မှာမင်းတို့လည်းငါတို့စောက်စကားပြောကြမယ်ဟေးအာနာခွဲဝင်လို့ပြန်ပြောကြမယ်2008ပွဲသီးပုံမျိုးပြင်မယ် Federal ကြီးကိုသွားကြမယ်ဆိုပြီးပြောကြည့်အမိနိုင်ပါသွားမယ်ကောင်တွေတပုံကြီးပါဒါဗမာစောက်ချင်းလို့ခေါ်တယ်ကျွန်တော်လည်းဗမာလူမျိုးပဲကျွန်တော်ဗမာလူမျိုးတိုင်းရင်းသားတွေအရင်ကခန်းစားချက်တိုင်းရင်းသားတွေရပိုင်ခွင့်တော့နားမလဲပဲနဲ့အစိုးရတက်လို့တယ်ဆိုတဲ့ကောင်တွေတခုမေးချင်တယ်Federal ဖွဲ့စည်းပုံပြည်နေ6ချက်မှာပါလိပါလေမင်းအောင်နိုင်ကော UNG ဘက်ကပါဝင်ပတ်သက်တဲ့ကောင်တွေကြောက်နေတာနော် Federal ဖွဲ့စည်းပုံရဲ့ပြည်နေ6ချက်ကိုကြောက်နေတာအဲ့ဒီကောင်တွေကိုပြန်လေ့လာကြတချို့စကားတွေအများကြီးပြောချင်တယ်ဒါပေမဲ့စကားပြောမှစကားတွေကစာသီးပြပေါ့တိုင်းရင်းသားတွေသူ့လုပ်နေတယ်ကျွန်တော်တို့30 ခုစစ်စင်ဖြစ်တော့ကျွန်တော်လာမေးကြတယ်တော်လေးအောင်တော့မယ်လို့လမ်းများအားလုံးနေပြီးတော့ကျွန်တော်တို့ပြင်ဦးလေးရောက်နေပြီးမိုးကုတ်ကမကြခင်လက်ထဲမှာလို့ပြောချင်တာဗာလဲဆိုတော့ယနေ့ကိုပါတဲ့အချီကအပြော့လားအမှားလားနော်ခေါင်းကြောက်တခြားဖြစ်နေတဲ့ကောင်တွေအများကြီးကျွန်တော်တို့စဉ်းစားကမှာကမင်းအောင်နိုင်ဘာလုပ်မှာလဲမင်းအောင်နိုင်ဒါလုပ်လာမယ်ငါတို့ဘာပြန်လုပ်ရမလဲမင်းကဇော်မဲလုံးမဟုတ်တော့ကပြောရင်အဲ့ဇော်မဲလုံးတော့လိုက်ပြီးတော့လိုက်ဆောင်အောင်နေကြတယ်တိုင်းပေါ့
လိုက်ပြောနေကြတယ်ဟိုမှာမင်းအောင်လိုင်ကတခုလေးမဟုတ်တာလေးလို့လိုက်အဲ့နောက်လိုက်ဖီးတက်နေကြတယ်ကိုဆောက်လို့ကိုမလုပ်တဲ့ကောင်လေးအများကြီးတွေ့ရတယ်နော် Facebook မှာအောက်မှာဘုံမှာနော်မြေပြင်မှာလည်းဖြစ်ပြနေတဲ့တက်လာအများကြီးပါအဲ့တော့ကျွန်တော်ပြောခဲ့ပြီးစကားကုန်နေပြီ2025နဲ့26ကအချင်းချင်းလောက်ချင်တက်ဖြတ်တာတွေတယောက်နဲ့တယောက်နဲ့ခြေထိုးတာတွေတခိုးတွေပေါ်ကြတာတွေတပုံကြီးရင်းသားကြတွေတွေ့ရအောင်ပါတော်လိုင်းကမပြီးသေးဘူးနော်ပြည်သူလူထုတွေစိတ်ရှိဖို့လိုတယ်ပြည်သူလူထုကိုယ်တိုင်ကငါတို့ဘာလိုချင်တာလဲဆိုတာကိုသိဖို့လိုတယ်ပြည်သူလူထုကိုယ်တိုင်ကငါတို့ဘာတွေလိုအပ်နေတာလဲဆိုတာကိုနားလည်ဖို့လိုတယ်တော်လိုင်းရေးဆိုတာစိတ်ရှိရတယ်တီးခံရတယ်တမားလေးရှိရတယ်သစ္စာရှိရတယ်နော်တီးခမြင်ရတယ်တော်လိုင်းရေးတီးခရမ်းချဖို့ကောင်းလားအခုတော်လိုင်းရေးတီးခမမြဲခဲ့လို့မြောက်ပိုင်းစစ်စင်ရေးအောင်မြင်မှုဟုံးတောက်ကဘာကျော်တဲ့အောင်မြင်မှုကြီးရသွားတာတော့မှကြားဖြန့်ပြဿနာပေါ်လာလို့လားခင်ဗျားတို့မြောက်ပြည်ကိုတိမ့်ပါလို့ရွှေကုတ်ကိုတိမ့်ပါလို့ကရင်တွေဘာလုပ်နေလို့ကရင်ကမြို့သိမ်းချင်မှတိမ့်မယ်တိမ့်ချင်မှလည်းတိမ့်မယ်ကွာမြို့မသိမ်းခဲ့ဘာလုပ်မလဲရန်သူအနိုင်ယူလို့ရတဲ့နည်းမရှိဘူးလားအနိုင်ရောမယူတတ်ကြဘူးလားမယူတတ်ကြသေးဘူးလားပြောတော့လေစီရေးကျွမ်းကျင်တဲ့ကောင်တွေစီရေးကျုပ်တယ်စီဦးစီရရှိကျုပ်တယ်စီရေးတောင်ဝင်ကန်ဟာဘာတွေမှန်းလည်းမသိဘူးဘွဲလူကုန်ပြီးတော့လေးစားဖို့ကောင်းတယ်ဒါပေမဲ့စစ်ပုံမကြဘဲတော့ဘာလို့ကြမှာစစ်ပုံမကြဘဲတော့ဘာလို့ကြမှာလက်နဲ့ကြိုက်တယ်ဆိုတာကလွယ်တယ်လက်နဲ့စွန့်ဖို့ဆိုတာမလွယ်ဘူးလက်နဲ့ကြိုက်ရတာလွယ်တယ်လက်နဲ့စွန့်ဖို့ဆိုတာမလွယ်ဘူးရှင်းလားမသိဘူးကျွန်တော်ပြောတာလက်နဲ့ကြိုက်ရတာလွယ်တယ်အခုလိုကာလမျိုးလက်နဲ့ကြိုက်ရတာရမ်းလွယ်တာအဖွဲ့အစည်းထောင်လာရမ်းလွယ်တာဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းတစ်ခုကိုဖျက်သိမ်းဖို့အင်အားကောင်းလာတဲ့အချိန်မှာလက်နဲ့ကိုစွန့်လို့ဖို့ဆိုတာမြန်မာနိုင်ငံမှာတော်တော်ရှားတယ်ကောင်းစင်ကပြောင်းသွားတယ်အမီနာမတာပြောင်းသွားတယ်လက်နဲ့မစွန့်ကျင်တဲ့ကောင်တွေအများကြီးပဲလေအဲ့တော့တိုင်းရင်းသားတွေလိုချင်တဲ့ Federal Democracy Federal ဖွဲ့စည်းပုံနော်အစိုးရဖွဲ့ဖို့အတွက်ကိုတိုင်းရင်းသားတွေအပ်ပေးလိုက်ပါခင်ဗျားတို့ယနေ့ကာလနေဝင်ကနေစပြီးတော့ယနေ့ချိန်ထိပါတိုင်းရင်းသားတွေအုပ်ချုပ်တာခံမှုပြီးပြီလားကချင်မဲအုပ်ချုပ်ရှမ်းမဲအုပ်ချုပ်ဟုတ်လားနော်ရခိုင်မဲအုပ်ချုပ်နော်ခင်ဗျားတို့ကပြောလိုက်လို့ရှိရင်ဘိုးချုပ်ထုံးမြင့်နိုင်ကဘယ်လိုဖြစ်တယ်ဘိုးချုပ်ထုံးမြင့်နိုင်ကအားကြတယ်ကရင်တွေကဘယ်လိုဖြစ်တယ်အစားထိုးပြီးလိုက်ဝေပန်းတယ်ပြောပြမယ်နားတော့ပြည်သူတွေမသိသေးတဲ့ပြောပြမယ်ဆက်ဆံခဲ့တယ်ပူပေါင်းခဲ့တယ်ရခိုင်တွေအသိဆုံးပါဒါကျွန်တော်တိတ်မပြောချင်ဘူးလက်နဲ့လိန်ခါရတယ်လက်နဲ့အဖမ်းခံရတယ်သူတို့ရှိတဲ့တန်ငွေတွေပါအသက်ခံရတယ်ရခိုင်တွေကူညီခဲ့တာနော်နောက်ဆုံးရခိုင်တွေမဖြစ်တော့ဘူးလို့တော့ကဲအညာဒေတာလက်နဲ့မရှိတဲ့ကောင်တွေဒါကြဒီမှာအဲ့ဒီဖွဲ့ရောက်ဝင်ကြအဖွဲ့စည်းထောင်မှုဆိုလှုပ်ကြလက်နဲ့ပြီးတယ်နောက်ဆုံး UNG မသိအောင် MOD မသိအောင်သူတို့အောက်မှာရှိနေတဲ့ PDF တွေအားလုံးကတော်တော်များများရခိုင်နဲ့ပေါင်းရတယ်အများကြီးပဲအန်းတိုက်ပွဲမှာဆရာကြီးလုပ်ပြီးတော့စစ်ကြောင်းမှုငါစစ်ကြောင်းမှုငါစစ်ဒေတာမှုငါစီရေးတောင်းဝင်လာဆိုပြီးတော့ဖင်ကောင်းကျင်ပြီးတော့ကိုစစ်ကြောင်းနဲ့ကိုချမယ်ဆိုပြီးတော့လေရင်နဲ့ဘုံကျဲပါတယ်လေရင်3စီးနဲ့ဘုံကျဲပါတယ်စစ်ကြောင်းတစ်ကြောင်းလုံးမှာလူ30ကျော်ပဲရှင်တယ် MOD အောက်ကတက်ရင်တော့ဒါကျွန်တော်ဒီနေ့မှထုတ်ပြောတာဖွေးမှလာလူကားသွားဒီလိုပဲဗမော်တိုက်ပွဲမှာ PDF 300ကျော်လောက်ကြားတယ် PDF 300ကျော်လောက်ကြားတယ်ဒီကောင်တရင်မထုတ်ပြန်ဘူးလူပါရမ်းသွားတာကျွန်တော်သိတာပေါ့ကျွန်တော်တိတ်မပြောချင်ဘူးတချို့သူတို့ပြောလို့မရတဲ့ကောင်တွေကိုစောက်ကြည့်တယ်လောက်ပိုင်ခွင့်တွေကိုထင်းချုပ်တယ်ကန့်တယ်အညာဒေတာအများကြီးပါကျွန်တော်သိတယ်ကျွန်တော်ပြောတာဒေတာလိုက်ကိုပြောမယ်ဆိုရင်အဲ့ဒီမှာရှိနေတဲ့ဒေတာခေါင်းဆောင်တွေကသူတို့အတွက်အန်ရရှိလို့ကျွန်တော်ထုတ်မပြောသေးတာတချို့ Facebook ပေါ်မှာပြောတယ်တပေါင်းစုတယ်အဲ့ဒါတပေါင်းစုဆိုတာဘယ်လိုဟာမျိုးကိုပြောတာတပေါင်းစုဖြစ်လာဖို့အခုလိုရှုပ်ထွေးပြီးတော့အဖွဲ့အစည်းပေါင်း1600ဖြစ်လာဖို့အတွက်တပေါင်းစုဘယ်လိုစုဖွဲ့ရမလဲဆိုတော့နားအောင်နားလေတပေါင်းစုရဲ့သဘောတဘာဝလုံုံနီလုံထုံးလုံနီလုံုံကင်ပုံဥပဒေနည်းဥပဒေရှိရတယ်ဘယ်နေရာမှာမှဥပဒေမရှိဘဲနဲ့ဖင်ခံလို့မရဘူးနည်းမလားဖင်ခံတော်မှအချောက်လူသွားမေးကြည့်ကျွန်တော်နည်းနည်းပဲရိုင်းလေးပြောမယ်ဖင်ခံတော်မှအတိုင်းတာနဲ့ခံရတယ်နော်အဲ့အချောက်တွေတီးဆုံးပြစ်ဒဏ်တွေတီးဆုံးဒါခင်ဗျားတို့လမ်းဘေးစကားပြောပြတာဖင်ခံတော်အတိုင်းတာရှိတယ်ဗျတနက်တွေကင်ပြီးစစ်တိုက်နေရတာအတိုင်းတာပိုကြီးတယ်နားထောင်တပေါင်းစုဆိုတာဟာနည်းနည်းအောင်ပြောတယ်ခင်ဗျာနေဆိုတဲ့ကောင်ကျွန်တော်စိတ်ခေါ်ချင်တယ်ကျွန်တော်ပုံကိုရေးတိုက်ခိုက်တယ်မိန်းမတွေရှုပ်တယ်ဗျဘယ်ကောင်မတွေမှမသိဘဲနဲ့ line မှာပြောချင်ပြောတယ်မင်းတို့တပေါင်းမဲ့စုဟိုဒါဘယ်လိုပဲစုငါလုံးမဟုတ်ဘူးငါစိတ်ဝင်စားတာငါတို့ရှိနေတဲ့ငါတို့ယုံကြည်တဲ့လူတွေကိုငါတို့ဘယ်လိုကူညီရမလဲဘယ်လိုပေါင်းစပ်ညှိနှိုင်းမလဲပဲစဉ်းစားတယ်ရှင်းလေးပဲနော်ရခိုင်တွေနဲ့ဟိုချိတ်ပေးလိုက်တဲ့လူတွေဘုံကဒီအဖွဲ့တွေအများကြီးပဲတချို့ကျွန်တော်ထုတ်မပြောချင်ဘူးကျွန်တော်တို့ကူညီနိုင်တာကူညီတယ်အဓိကသစ္စာမရှိတာရတမာတိအားမကောင်းတာသီလမရှိတဲ့အတွက်ကြောင့်မလို့ဒီတော်လိုင်းရကြာနေတာအဲ့လိုကောင်မျိုးတွေများနေလို့ဆရာကြီးလိုပို့လေးရေးလိုက်ရင်ဟာ like လေး share လေး follower လေး comment လေးများများရလိုက်စောက်တင်နေကြီးလို့ပြောပြမယ်တပေါင်းစုဆိုတာလွယ်လွယ်လို့မရအောင်ဂတိကဝတ်လေးရှိတယ်မြန်မာနိုင်ငံမှာဂရင်းနဲ့စံချိန်ကျင်းတယ်ကမ္ဘာတော်လန်ရေးမှာနော်ကမ္ဘာနဲ့စီးပြီးပြောပြမယ်ကမ္ဘာတော်လန်ရေးမှာမြန်မာနိုင်ငံကအဖွဲ့အစည်းပေါင်း1600များလုံးလို့ဒီ21ရာစုမှာဂရင်းနဲ့စံချိန်မှာတင်တယ်တစုတစ်ဖွဲ့လည်းဖြစ်ဖို့ဆိုရင်ငကိုလေးကတစုတစ်ဖွဲ့လည်းဖြစ်အောင်ကြိုးစားပါလားငါတို့က legitimate ငါတို့ကအနိုင်ရဆိုတာငါတို့ကပြည်သူလက်ခံလာတာအဲ့ဒီကောင်ကြီးကတတ်တစ်ဖွဲ့ရှိတယ်ဆောင်းခဏပြောတော့ငါတို့ legitimate ငါတို့အနိုင်ရလို့တော့ကိုယ်စလဲငါတို့အနိုင်ရမှာငါတို့အစိုးရအဲ့ဒီတရောင်းစားတစ်ဖွဲ့တတ်ရှိတယ်ဟောတပိုင်းစားတနေစားတရေသားစားနဲ့ငါဘူဆိုပြီးတော့ငါမျိုးနယ်ကိုမင်းတို့လမ်းထိနေဆိုတဲ့ကောင်တွေကအအုပ်စုတက်ရှိတယ်နော်တိုင်းရင်းသားတွေကသူ့လို့ပြီးတော့သူ့ဒေသနဲ့သူထွေးချုပ်ဆိုးမိုးနော်သူရှိလာတဲ့ဥပဒေတိုင်းစစ်ဥပဒေအုပ်ချုပ်ရေးဥပဒေနဲ့သူသွားတာတိုင်းရင်းသားတွေကသူ့ငကိုရစနစ်ကရှိပြီးသားအတွက်လောက်ယူစရာအကြောင်းမရှိဘူးကျွန်တော်တို့ဗမာတော်လိုင်းရေးသမိုင်းပြန်ကြည့်အဲ့ဒါခါထိုးပြီးတော့ယူနီဖောင်းတကားကလည်းအနောက်မှာလူ90တရားလောက်ပါရင်သူတို့ကသူတို့ဆရာကြီးဖြစ်သွားတဲ့ကောင်တွေလည်းတပုံတွေ့ရတယ်ရှင်းလားမသိ
အဲ့လိုကောင်မျိုးတွေကိုကျွန်တော်တို့ကတပ်ပေါင်းစုလုပ်ပြီးဘာဖြစ်ကုန်လဲတယောက်တယောက်ထားတတ်ကုန်မှာပေါ့နေပြမှာတပ်ပေါင်းစုပြောမယ်ဆိုရင်စောက်ကြီးစောက်ကျဲပြောလို့ရအောင်ပြောပြမယ်တပ်ပေါင်းစုဆိုတာစစ်ကြောင်းဖွဲ့ရတယ်ဥပမာပေါ့ပလဲဆိုပလဲမျိုးမှာစစ်ကြောင်းဘယ်နှကြောင်းထားမလဲဟုတ်ပြီနော်အမိုဒီအောက်ကရှိတဲ့ကောင်တွေပါလာတအုပ်စုသွားမလား PDF နဲ့လူကနေပေါင်းပြီးတစ်ဖွဲ့သွားမလားစစ်ကြောင်းတစ်ကြောင်းခွဲမယ်ဟုတ်ပြီအမိုဒီကကောင်တစ်ကြောင်းငါတို့ဒီ PDF တစ်ကြောင်းဟုတ်လားဒီလူကနေ PDF နဲ့လူက PDF နဲ့ PDF နဲ့တစ်ကြောင်းပါတစ်ကြောင်းနှစ်ကြောင်းစစ်ကြောင်းထားလိုက်လေပြီးအဲ့ဒီစစ်ကြောင်းတွေကတူညီစွာနဲ့ခုခံကာကွယ်တိုက်ခိုက်ဘယ်ကောင်ကကြားပြတ်မှာလဲဘယ်ကောင်ကခုခံမှာလဲဘယ်ကောင်ကထိတ်တိုက်လဲဘယ်ကောင်ကပျောက်ကြတယ်ဘယ်ကောင်ကရင်ဆိုင်တယ်မင်းတို့မှာစီရေးစီမံချက်ဆိုတာလည်းနားမလဲစီရေးရဲ့ plan ဆိုတာလည်းမသိဘူးတိုင်းရင်းသားလိုက်လုပ်ပေးနေရတယ်ဆဲခံပြီးတော့ဘယ်သူမှမသိဘူးရခိုင်ုံသဘောကျရင်ရခိုင်တွေလိုအငတ်ခံနိုင်အောင်ကြိုးစားရခိုင်တွေလိုဒုက္ခတွေခုချိန်ကြီးပိုက်လာရခိုင်တွေအများကြီးပဲရခိုင်ပြည်သူတွေရခိုင်တွေစစ်နိုင်တာကိုမကြည့်နဲ့ရခိုင်ပြည်သူတွေအဲ့ဒီစစ်ပွဲရဲ့အနောက်မှာဖြစ်ပေါ်နေတဲ့ပြဿနာပေါင်း1600ကိုရခိုင်ပြည်သူကတတိရှိနဲ့ဘလို့ရင်ဆိုင်နေလဲဆိုတာကိုမြင်အောင်ကြည့်ဒါမှမဟုတ်ရခိုင်ကိုဂုဏ်ယူရမှာရခိုင်တွေစစ်ပွဲလေးကိုစစ်တိုက်ရုံနဲ့ရခိုင်ကစစ်နိုင်နေတာမဟုတ်ဘူးသူတို့ပြည်သူတွေရဲ့အနောက်မှာခံနိုင်ရည်စမ်းနေနဲ့ပံ့ပိုးကူညီတဲ့အားတွေနဲ့ရခိုင်တွေရက်တည်နေတာပြန်မေးကြည့်ဟုတ်လားမဟုတ်လားလို့နားအောင်ပြောတာနော်ရခိုင်ပြည်သူတွေရဲ့ခံရတဲ့ဒုက္ခတော့နားမလဲပဲနဲ့ရခိုင်တွေစစ်နိုင်တာလေးတခုတည်းတော့ရခိုင်ကိုဂုဏ်ယူနေနဲ့ရခိုင်ပြည်သူတွေကြောက်အားရခတ်တော့အေးရစစ်ကိုကောင်းကောင်းမွန်မွန်နောက်ကျောလုံးနဲ့စိတ်ချဒါတော့တိုက်ရသေးတော့ကလောအုပ်စုရှိသေးတယ်ကလောအုပ်စုကအနောက်မှာပျောက်တိုးပင်ကုန်နဲ့တောင်စားကလောအုပ်စုကရှိသေးတယ်နော်ဟိုဘက်လိုဒီဘက်လိုသုံးဘက်ချုံလိုလေးဘက်ချုံလိုအဲ့လိုကောင်မျိုးတွေနဲ့လည်းစစ်ဖြစ်နေရတယ်ရခိုင်တွေရဲ့ဒုက္ခကိုခံစားတတ်မှာရခိုင်တို့အားကြမင်းတို့တွေကမဲဆောက်တို့ချင်းမိုင်တို့အမေရိကန်တို့အော်စတြေးလျတို့နေပြီးတော့ Facebook မှာရခိုင်တို့အားကြလို့မရဘူးရခိုင်ရဲ့ခေါင်းဆောင်တွေရဲ့ပြတ်သားတဲ့ယက်တိချက်တရုတ်ပြည်မှာဘိုးချုပ်ထွန်းမြတ်နိုင်ဒါပါလဲဆို၄ချိန်ရှိဆွေးနွေးတာခုဆွေးနွေးတယ်မပြီးသေးဘူးရခိုင်တွေဆွေးနွေးတယ်မပြီးသေးဘူးELN နဲ့ MND ရဲ့တော့ပြတ်သွားပြီကချင်နဲ့ရခိုင်ပဲကျန်နှစ်ဖွဲ့ဆွေးနွေးနေတယ်ဘိုးချုပ်ထွန်းမြတ်နိုင်ကဘာပြောလဲလားငါ့ကိုတရုတ်ကဖမ်းပြီးတတ်လို့ရှိရင်လည်းငါသိပါစေတဲ့မင်းတို့ရခိုင်ပြည်သူလူထုရဲ့လိုချင်တဲ့ရခိုင်ပြည်သူတွေရဲ့လိုအပ်နေတဲ့လွတ်မြောက်မှုကိုရအောင်ယူပေးတဲ့အဲ့လိုခေါင်းဆောင်မျိုးဘိုးချုပ်ထွန်းမြတ်နိုင်အဲ့လိုခေါင်းဆောင်မျိုးရှင်းပြလားမသိဘူးဘိုးချုပ်ထွန်းမြတ်နိုင်တော်တယ်လို့ဘာလို့ညာတော့မပြောနဲ့ဘိုးချုပ်ထွန်းမြတ်နိုင်တော်တာမဟုတ်ဘူးတတ်တိရှိတာရဲရင်တာပြတ်သားတာတတ်တိရှိတဲ့ရဲရင်နဲ့ပြတ်သားရတော့အဲ့လိုခေါင်းဆောင်မျိုးရှင်းလေးသူတင်းသေးသေးသူ့ကိုဖမ်းပါမသိမင်းတို့ရခိုင်တက်မှုတွေအားလုံးကရခိုင်ရဲ့တစ္ဆာကိုခါရမယ်ရခိုင်ပြည်သူလူထုလိုချင်တဲ့လွတ်မြောက်မှုကိုရအောင်လုပ်ပေးရမယ်ငါကိုယ်တိုင်ဖမ်းကငါကိုယ်တိုင်အသိခံမယ်ရခိုင်ပြည်နယ်လွတ်မြောက်လို့ငါ့ကိုဖမ်းတယ်ငါ့ကိုတတ်တယ်ငါ့ကိုခေါ်ထားတယ်ဆိုရင်လို့ရှိရင်ရခိုင်ပြည်မှာဒီတက်မကစီရေးကိုဖော်ဆောင်နိုင်အောင်ကြိုးစားတဲ့ရှင်းလားမသိဘူးအဲ့လိုစကားမျိုးကြားဘူးလားရခိုင်တွေလိုတင်ယူတတ်ရတယ်နောက်တစ်ခုကရခိုင်တွေလိုတင်ယူတတ်ရတယ်ရခိုင်တွေကစစ်ရေးနဲ့ပတ်သက်ရင်ကျိုးညုံနဲ့အောက်ချခံတယ်လှုပ်ဝဲတယ်သိလားရခိုင်တွေကရခိုင်ပြည်သူလူထုလိုမြောက်ဖို့အတွက်ကိုရခိုင်ကေတာလို့ခေါ်တာရခိုင်နိုင်ငံရေးသမားတွေလောက်ကင်ဆောင်ရထားတဲ့မြုပ်ထားတဲ့ရခိုင်မျိုးချစ်စိတ်တကဘယ်လောက်ပြင်းလဲဆိုတော့ရခိုင်တွေ2019မှာပတ်ဆက်ခံရတဲ့အချိန်မှာရခိုင်ကရှိတဲ့ဘုံမှုတွေအကုန်လုံးထွက်တာ2019ကိုပြမစထွက်တာအဲ့ဒီအချိန်မှာကိုဗစ်တွေဖြစ်တော့အခွင့်ကောင်းစားတဲ့အချိန်ရခိုင်အာရကပြည်နယ်ကြီးလိုမြောက်ဖို့အတွက်စူးစမ်းကြမယ်ဆိုတော့လေဘုံမှုအဆင့်များဒုတိယဘုံမှုကြီးအဆင့်တွေဘုံမှုအဆင့်တွေထွက်ပြီးတော့မှအာရကတက်တော့ပေါင်းသွားတာဘယ်တိုင်းရင်းသားတွေမှာအဲ့လိုမျိုးရှိတယ်ဗမာထဲမှာရှိလို့လားစီဒီအမ်ဝင်တဲ့ဘိုးကြီးတဲ့ငါလုံးမသားတွေမဲဆောက်မှနေပြီးအားချောင်းတယ်သူတို့ဘယ်ကောင်မှမယုံဘူးဘိုးကြီးထဲမှာတော့မှဗမာဘိုးကြီးကိုဘယ်တိုင်းသားမှမယုံအဲ့ကြောင့်လိုက်ဘယ်ဘိုးကြီးလာပြောတယ်ဘိုးမှုတွေလာပြောဘယ်တိုင်းသားမှမယုံမင်းဘလော့ကာလုံးမလုပ်မင်းရှူတင်လုံးမလုပ်လုံခြုံမှုရမင်းအာမခံမရမယ်ရှင်းလားမသိဘူးနည်းနည်းလေးလောက်အများကြီးကြံသေးတယ်တချို့ကောင်တွေ line ပေါ်နေအာကျဲနဲ့ဟာကရင်တွေပါဖြစ်တယ်ကချင်တွေပါဖြစ်တယ်ရခိုင်ကိုအားကြတယ်ဟိုလူကိုအားကြတမိုင်းလေးရှိတယ်တမိုင်းလေးနော်တပေါင်းစုတွေလောက်ကြပါညီညွတ်ကြပါဖင်ကုန်းကြီးអော်နေလို့မရဘူးအဓိကပြည်သူလူထုနဲ့လက်လက်ကင်ထားတဲ့တက်မှုတို့ဘိုးချုပ်ကြီးတို့ဘိုးကြီးတို့မှာတာဝန်ရှိပါတယ်နော်စစ်ကြောင်းတွေဖွဲ့ကြပါစစ်ကြောင်းတွေကနေမစင်နော်တိုင်းစစ်ဌာနတွေပေါင်းပြီးတော့နော်စစ်ကြောင်းတွေဖြစ်အောင်ကြိုးစားစစ်ကြောင်းလေးတွေစစ်ကြောင်းတွေဖြစ်အောင်ကြိုးစားခရိုင်လိုက်စစ်ကြောင်းတွေမြို့နယ်လိုက်စစ်ကြောင်းတွေဖြစ်အောင်ကြိုးစားပြီးပေါင်းဆက်ဥပဒေတို့ဒီဥပဒေတို့ဆိုတာတိုင်းသားတွေမှာအကုန်ရှိပြီးသားဘာမှစိုးရိမ်မနေနဲ့ပြောလိုက်တော့ဖယ်တယ်နဲ့ဗဇက်ကနေအနိုင်ရလို့တော့ကိုယ်စလဲဆိုတာလဲဗဇက်ကမပြီးတော့သူတို့ကလက်ချက်တမရှိတယ်ဆိုပြီးတော့ဘိုးလိုမှုတ်လိုက်ဗမာလိုပြောလိုက်နဲ့သူတို့ကတရားဝင်ဆိုရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်အစိုးရရှိမှာအာမခံမလဲကျွန်တော်တိုင်းသားနေရာမေးကြည့်တယ်UNGကပဲဆောလာဘယ်ဖယ်ဒရယ်အာမခံတာတိုင်းသားနေရာဖယ်ဒရယ်အာမခံနေဝင်ရှုပ်ထားပြီးနေဝင်ရှုပ်ခဲ့တယ်အဲ့နေဝင်ရှုပ်ခဲ့တာကြီးကိုဘယ်လိုပြန်ပြီးတော့အသက်သွင်းပုံဖော်ပြီးကြိုးစားကြမလဲဆိုတာမစင်စားဘူးအခွင့်အခါကောင်းလုံးမှာကြိုးစားကြည့်ပါဒါသမိုင်းမှတ်တမ်းတစ်ခုဖြစ်သွားလိမ့်မယ်နော်ကျွန်တော်တို့မင်းတို့ကတော့ဘကိုးတိုင်းရောက်ဒီလောက်ပိုင်နေဆိုပြီးတော့ဘယ်မေးအေးနေမှာပေးခဲ့တာမဟုတ်နော်မန္တလေးတိုင်းတော့ဒီလောက်ရှိပါတယ်ဆိုတော့နေဝင်သတ်မဲ့ခဲ့တာကြီးကိုအဟုတ်ထင်နေတဲ့ကွာမင်းတို့ကအာနာလောဘတက်ပြီးစစ်အုပ်စုနဲ့စစ်ကွေးညံတယ်တူတူပဲဒီတိုင်းမှာရှင်းရမှာပြတ်တာညာပဲမင်းအောင်လည်းအုပ်စုမရှိတော့ဘူးဆိုတော့မှကိုချင်းရှင်းရမှာပြတ်တာညာပဲရှမ်းမှာဆိုရှမ်းပြတ်တာညာပဲချမ်း DNL တွေရော MND တွေရောဝါတွေရော PN ပို့တွေရောဟာကလောင်တွေရောဟာလားတပုံးရှမ်းပြတ်တာကိုရှင်းရမယ်ကချင်မှာဆိုလည်းဒီတိုင်းပဲကချင်မှာလည်းလူမျိုးစုပြတ်တာရှိရမယ်ကချင်ပြတ်တာကချင်ရှင်းရကရင်မှာလည်းဒီလိုပဲကရင်မှာတော့လူမျိုးစုတော့မရှိဘူးအဖွဲ့တွေရှိတယ်ကရင်မှာကစကောနဲ့နော်ပိုးနဲ့နှမျိုးပဲရှိတာစ
စကောတဲ့ပိုးနေမျိုးပဲဘာသာစကားလေးနည်းနည်းပဲကွဲသွားတာလူနေမှုအစဉ်နဲ့ရိုးရတလေးရတူတူပဲဒါပေမဲ့ပြဿနာဘာဖြစ်လို့ဖွဲ့စည်းတွေရှိနေတယ်အဲ့ဒီဖွဲ့စည်းတွေကိုပုံစံပေးနေတယ်မိတဲ့တိုင်းမှာလားမင်းတို့ကြားပြန်ဖမ်းလေမင်းအောင်လည်း TV ကိုတက်ကြိတ်ပြဖုန်းတွေကိုတက်ကြိတ်ပြဟိုဟာကိုဖြိုချပြအဲ့ဒါကတက်တဲ့ကပစ္စည်းဖောက်ပြတာဥပဒေပညာရှင်တွေလည်းပြောပြီးပြီငကိုတည်းကကျွန်တော်တို့သိရမယ်အခုဝင်ဖမ်းတယ်ပေါ်တင်ဖမ်းတယ်ကြည့်နေပဲမင်းတို့မရှင်းဘူးစဉ်းစားကြည့်ရွေးကောက်ပွဲနေတော့မှာဗျာအာယုံလွှဲတယ်လို့ဟုတ်လားစောက်ကျင်ရုပ်တို့လည်းကြားပြောင်တောင်ပိုင်းမှာလာပြီးဘူးဘာလည်းလုပ်ရတယ်ငကိုတည်းကအပြင်ကိုဆဲနေပါလေဆိုပိုဆဲခံအောင်လုပ်တယ်စဉ်းစားကြည့်ကိုစောက်လို့လည်းကိုရှုပ်နေတာမကောင်းကောင်းမရှုပ်ခံအောင်ကိုပြဿနာတော့ကိုရှင်းနေရကြတယ်ဒီချီလို့ယူကောင်းမတယ်ချီလို့ယူကောင်းမတယ်တဲ့ခါကျတော့ဒီပြဿနာနိုင်ငံတကာမှာရှိနေတဲ့ပြည်သူလူထုတွေအလင်ကားလေနိုင်ငံတကာမှာရှိနေတဲ့လူတွေလင်ကားတာလေဒါကိုမင်းကရင်ကရှင်းပြရမယ်ဆိုတော့မဟုတ်သေးဘူးလေရှင်းနေလေကရင်ပြတ်စားတာဘာမှမရှိဘူးတမိုင်းနေရှိတယ်2019မှာပြန်လေ့တာအာနာဘာကြောင့်သိနေဆိုရအောင်အမီးနဲ့စမ်းကြည့်ကြည့်မနော်တချို့မှာမီဒီယာလည်းလိုတယ်ဗျအဲ့ချိန်မြန်မာနောင်းကဥပိုင်ကုမ္ပဏီရဲ့ဖော်ကောင်ပန်းညွှန်လုပ်တယ်စစ်တပ်ရဲ့ပိုင်ဆိုင်မှုပေါ့အဲ့မှာဒေါန်ဆန်းစုကြည်ကလည်း KK ဘက်ကြီးကိုလက်မှတ်ထိုးပြီးတဲ့အချိန်မှာစောက်ပြဿနာတက်ကုန်တော့စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ပါဆို2018မှာစဖွဲ့တယ်10လပိုင်းလောက်မှာဖွဲ့ပြီးတဲ့အချိန်မှာကိုပကြီးဝင်လာ2019ကိုပကြီးဝင်လာကိုပလည်းဝင်လာစောက်ပြဿနာဖြုတ်ကုန်စုံစမ်းစစ်ဆေးကော်မရှင်လည်းပဲပြောက်သွားလို့မသိအဲ့ဒီမှာလောက်ခဲ့တဲ့ကောင်ကြီးကကြမ်းခိုင်ရကောင်နဲ့စစ်တပ်ကောင်လေးပဲနော်ကိုယ်ဆိုလည်းအဲ့ဒီမှာအချောင်ရမလားဆိုပြီးတော့ NLD ကခင်ဗျားတို့ဘာမှမဆိုင်တဲ့ရန်ကုန်မြို့တော်ဝင်ပါလာတယ်နော်ခင်ဗျားတို့ NLD ကအမတ်တွေရောဗာရောပေါင်းစားကြတယ်ပေါင်းစားကြအဲ့မှာစမိုင်းတို့အုပ်စုကချစ်သူရဲ့ပတ်စံတချို့တော်တော်များများဒါလေးကျွန်တော်